မျိုးသမီးတစ်ယောက်ဟာ baseball တုံးနဲ့မျက်နှာကျက်ကိုရိုက်ခွဲလိုက်တဲ့အခါအေယာမပတ်စံပုံကြီးတစ်ပုံဝန်းကနေပြုတ်ကျလာခဲ့တယ်။ဒါတွေအကုန်လုံးကသူ့ရေးစားကလျှို့ဝှက်ပြီးဝတ်ထားတဲ့ပတ်စံတွေပါ။ဒါပေမဲ့မနေ့ကတင်သူ့ရေးစားကကုမ္ပဏီဒေဝါလီခံလိုက်ရလို့ဆိုပြီးသူမကိုလိန်ညာကလမ်းခွဲဖို့စူးစမ်းခဲ့တာပါ။မျိုးသမီးဟာဘိုက်ထဲကကလေးလေးရဲ့အတန်ကိုမတော်တဆကြားလိုက်ရတဲ့အခါမှသူ့ရေးစားကသူမအပေါ်တစ္ဆာဖောက်နေမှန်းသိလိုက်ရတာပါ။သူမကကောင်းလေးပြောတဲ့ကုန်းတိုက်စီကိုချက်ချင်းလိုက်သွားခဲ့ပြီးသူ့ရေးစားကသူမရဲ့ခင်ဆုံးတငယ်ချင်းမလေးအတွက်စိန်လက်စွပ်ဝဲပေးနေတာကိုတွေ့လိုက်ရတယ်။သူမကထိုလူနှစ်ယောက်ကိုကောင်းကောင်းကြီးပညာပေးခြင်းခဲ့ပေမဲ့ဘိုက်ထဲကကလေးလေးကမနှံစွမ်းအားနဲ့သူမကိုတားဆီးခဲ့ပါတယ်။ကလေးလေးကသူမကိုအိမ်ပြန်ပြီးရေးစားဖြစ်သူဝတ်ထားတဲ့ပတ်စံတွေကိုယူဖို့ပြောခဲ့တယ်။ဘာလို့လဲဆိုတော့အဲ့ဒီပတ်စံတွေကကောင်လေးကအကြောင်းပြချက်မျိုးမျိုးနဲ့သူမစီကနေလိန်ယူထားတာမို့လို့ပါ။ဒါကြောင့်ကောင်မလေးကအိမ်ကိုချက်ချင်းပြန်ပြီးမျက်နှာကျက်ကို baseball တုံးနဲ့ရိုက်ခွဲလိုက်ကပြုတ်ကျလာတဲ့ပတ်စံတွေကိုခရီးဆောင်အိတ်ထဲအမြန်ထည့်လိုက်တော့တယ်။ဒါပေမဲ့ရုတ်တရက်တကားဖွင့်တန်ကြားလိုက်ရပြီးသူ့ရေးစားကသူမရဲ့ခင်ဆုံးတငယ်ချင်းမနဲ့အတူအိမ်ပြန်ရောက်လာခဲ့တယ်။ကံကောင်းထောက်မစွာနဲ့သူတို့နှစ်ယောက်လုံးသူမကိုသတိမထားမိလိုက်ပါဘူး။ကောင်လေးအိတ်ခန်းထဲဝင်သွားတဲ့အခါမှာတော့အခန်းတစ်ခုလုံးရှုပ်ပွားနေပြီးမျက်နှာကျက်ကပတ်စံတွေအကုန်လုံးကိုကောင်မလေးယူသွားတာပဲတွေ့လိုက်ရတော့တယ်။မျိုးသမီးကတကယ်ကိုပျော်ရွှင်နေပေမဲ့ကလေးလေးကတော့ဒီထက်ကြီးတဲ့ surprise ရှိသေးတယ်လို့ဆိုခဲ့တယ်။သူမကိုစတော့ဈေးကွက်စီသွားပြီးရေးစားဟောင်းဒေဝါလီခံရပြီလို့လိန်ထားတဲ့ကုမ္ပဏီရဲ့ share တွေအကုန်လုံးကိုလိုက်ဝယ်ဖို့ပြောလိုက်ပါတယ်။အမှန်တော့အဲ့ဒီကုမ္ပဏီကအများနဲ့အမျက်ထွက်နေတာဖြစ်ပြီးသူရေးစားကပိုင်ဆိုင်မှုတွေကိုတိတ်တဆိတ်လွှဲပြောင်းကပတ်စံမရှိသလိုဟန်ဆောင်နေခဲ့တာပါ။မင်းသမီးလေးကလည်းကလေးရဲ့ညွှန်ကြားချက်အတိုင်းကုမ္ပဏီရဲ့ share အမြောက်များကိုဝယ်ယူခဲ့တယ်။မထင်မှတ်ပဲအဲ့ဒီနေရာမှာသူမရဲ့အထက်တန်းကျောင်းတုန်းကအတန်းဖော်ကောင်လေးတစ်ယောက်နဲ့ဆုံခဲ့ရပါတယ်။အဲ့ဒီလူကသူမမှာကိုဝင်ရှိနေတာကိုသတိထားမိပြီးဘာလို့ရေးစားကဘေးမှာလာမဆောက်ရှောက်တာလဲလို့မေးတော့သူမကရေးစားနဲ့လမ်းခွဲလိုက်ပြီးဖြစ်ကြောင်းပြန်ပြောပြလိုက်တယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီလူကရုတ်တရက်ပြင်းပြင်းထန်ထန်ချောင်းဆိုးလာခဲ့တယ်။သူမကသူဟာအထက်တန်းကျောင်းကလေးကကျမကြီးမကောင်းမှန်းသတိရသွားတာကြောင့်အိမ်ပြန်လိုက်ပို့ပေးမယ်လို့ကန့်လန့်ခဲ့တယ်။အဲ့ဒီလူကသူ့ရဲ့အတွင်းရေးမှုကိုလုံးဝမလာဘူးတိတ်တဆိတ်မှကြားပြီးကောင်မလေးလိုက်ပို့တာကိုသဘောတူလိုက်တယ်။သူ့ရဲ့စိတ်ထဲမှာတော့တကယ်ကိုပျော်ရွှင်မှုတွေပြည့်နေနေခဲ့တာပါ။အမှန်တော့သူဟာလွန်ခဲ့တဲ့9နှစ်ကတည်းကသူမကိုပထမဆုံးတွေ့ချင်းတိတ်တဆိတ်သဘောကျခဲ့တာဖြစ်ပြီးသူမမှာရေးစားရှိနေမှန်းသိလို့သာအဲ့ဒီအချစ်ကိုရင်ထဲမှာပဲနဲ့ဆိုင်ညှို့နှံထားခဲ့ရတာပါ။အခုတော့သူမလမ်းခွဲလိုက်ပြီဆိုတာသိရလို့သူ့အတွက်အခွင့်အရေးရောက်လာပြီလို့တွေးလိုက်မိတယ်။သူ့အိမ်ကိုလိုက်ပို့ပြီးတဲ့နောက်အင်ကြီးကျယ်ကြီးမှာနေတာကိုမြင်ပြီးကောင်မလေးကအံ့ဩသွားခဲ့ရတယ်။ဒါပေမဲ့သူကတော့ဒီဗီလာအင်ကြီးဟာမိဘတွေကွယ်လွန်သွားပြီးနောက်သူသွားစရာမရှိလို့ဆွေမျိုးတွေကတနာပြီးဈေးတက်တက်တာနဲ့ငှားထားပေးတာလို့လိန်ပြောလိုက်တယ်။ကောင်မလေးကတော့သူဒီလောက်အထိဒုက္ခရောက်ခဲ့ရမှန်းလုံးဝမသိခဲ့ပါဘူး။သူမကအထက်တန်းကျောင်းတုန်းကသူမကိုမကြာခဏကူညီပေးခဲ့တာကိုသတိရသွားပြီးသူမပါအိမ်လာကမျှပေးပြီးအတူတူနေရင်သူစိတ်ဆိုးမလားသူမကသူ့ကိုပြုစုဆောက်ရှောက်ပေးနိုင်တယ်လို့မေးလိုက်တယ်။ဒီစကားကိုကြားတော့အဲ့ဒီလူကဝမ်းသာအားရဖြစ်သွားပြီးချက်ချင်းသဘောတူလိုက်ကသူမအတွက်အပိုတော့သွားယူဖို့ထည့်လိုက်တယ်။ဘိုက်ထဲကကောင်မလေးရဲ့ကလေးလေးကလည်းတကယ်ကိုဝမ်းသာပြီးဖြစ်နေခဲ့တာပါ။သူမကဒီလူဟာသူမရဲ့အရင်ခောက်ခောက်အဖေထက်အစာပေါင်းများစွာပိုကောင်းလို့သူ့ကိုပဲအဖေတော်ချင်တယ်လို့ပြောတယ်။ဒါပေမဲ့ကောင်မလေးကညှင်းပယ်ပြီးကလေးကိုအဲ့လိုမျိုးမတွေးဖို့တားမြစ်ခဲ့တယ်။ကလေးလေးကတော့သူမကိုလူကောင်းတစ်ယောက်နဲ့မလွဲစေချင်တာကြောင့်နောက်တစ်စက္ကန့်မှာပဲကောင်မလေးရဲ့ဘိုက်ထဲကနေရွှေရောင်လင်းတန်းတွေဖြာထွက်လာခဲ့ပြီးသူမဟာထိုင်နေရာကနေရုတ်တရက်ထရက်ကကောင်လေးစီလျှောက်သွားရင်းမတော်တဆခြေချော်ပြီးသူ့ရဲ့ပတ်ပြင်ကိုလှမ်းနှမ်းမိပါတော့တယ်